လူတွေကဘာလို့အရက်ဘီယာတောက်တာတို့အပျော်ပါရှောက်လဲတာတို့အဲ့ဒီအပေါ်ရန်အပြင်ဘက်ကပျော်ရွှင်မှုတွေကိုပဲဘာလို့ရှာလဲသိလားအဲ့ဒါအကြောင်းရင်းတစ်ခုရှိရင်အဲ့ဒါဘာလို့လဲဆိုတော့ကိုယ်စိတ်မှာကိုယ်ဘဝမှာအားနည်းချက်တွေရှိနေတယ်ဆိုတာကိုလက်မခံနိုင်တာအဲ့ဒါကို vulnerability လို့ခေါ်တယ်အင်္ဂလိပ်လို vulnerability ကိုမပြနိုင်တာကျွန်တော်တို့ကလူတွေကအယုံကြည်သွင်းထားမှာပေါ့ကိုအားနည်းနေတယ်လို့ပြလိုက်ရင်လူတွေကအထင်သေးသွားမယ်မပေါင်းတော့ပဲနေမယ်ဟုတ်ပြီနော်အဲ့လိုမျိုးအားနည်းတဲ့လူတွေကိုလူတွေကဝေးဝေးရှောင်တယ်အားရော့တဲ့လူတွေဘာမှမလုံနိုင်တော့တဲ့လူတွေပိတ်ဆံမရှိတဲ့လူတွေအဲ့လိုမျိုးလူတွေကိုဝေးဝေးရှောင်ရတယ်ဆိုတဲ့အယုံကြည်ကိုကျွန်တော်တို့ပတ်ဝန်းကျင်ကထည့်ပေးထားတယ်အချင်းကျတော့သူများတွေကကိုအားနည်းတယ်လို့မြင်မှာကိုကြောက်နေအဲ့တော့ကိုအားနည်းနေတယ်ကိုစိတ်မှာလိုအပ်ချက်တွေရှိနေတယ်ဆိုတာကိုလက်မခံတော့ဘူးအပေါ်ရန်အရက်တောက်ဘီယာတောက်တဲ့ပျော်ရွှင်ပြီးတော့မှနေမယ်ဆိုပြီးတော့မှဟန်ဆောင်ပြီးနေချင်တယ်ပေါ့အဲ့လိုလုပ်ရင်တကယ်ပျော်ရွှင်မှုအစ်စ်ကိုမရဘူးတကယ်ပျော်ရွှင်မှုအစ်စ်ကိုရဖို့ဆိုတာ vulnerability ကိုပြရတယ်ကိုစိတ်မှာလိုအပ်ချက်ရှိနေတယ်ကိုဘဝမှာဘာတွေအလွဲအမားတွေရှိနေကျွန်တော်ယုံကြည်မှုအလွဲအမားတွေရှိနေတယ်ဗျအဲ့ဒါကြောင့်စိတ်မှာခံစားနေရတယ်ဆိုတာကိုစပြီးတော့လက်ခံနိုင်ပြီဆိုတဲ့ချိန်ကျရင်ကိုဘဝစိတ်ပြောင်းလဲရစပြီအဲ့တော့စိတ်ကျမ်းမာရေးဆရာဝန်တွေစီသွားပြီဆိုရင်ဘယ်လိုဖြစ်လဲသိတယ်မလားကိုဘဝမှာဖြစ်တဲ့အရာတွေကိုကိုကလက်ခံရတယ်လက်ခံပြီးတော့မှဆရာဝန်ကိုပြောရတယ်အဲ့ချိန်ကျမှဆရာဝန်ကအဖြေထုတ်ပေးတာအဲ့တော့ကျွန်တော်ဆရာဝန်တွေစီသွားရင်ပတ်စံကုန်လိမ့်မယ်โอเคကျွန်တော်ကိုဒီ comment မှာလာမေးလိုက်โอเค profile လေးကို follow မလုပ်ရသေးရင် follow လုပ်ထားလိုက် comment မှာလာမေးလိုက်စိတ်ပညာရှင်ဟုတ်တယ်ကျွန်တော်က okay let's go